စီကလေးလာ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 သွားတာမဲ့တာစီစပွဲစီလာ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 သွားတာမဲ့တာစီကလေးလာ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 သွားတာမဲ့တာစီစပွဲစီတိတ်တဲ့ရင်နဲ့ဒီအောင်လန်းကိုလာခဲ့ပြီကျွန်တော်ငငယ်ကနေစပြီးတော့အခုလိုမင်းသားဖြစ်လာတဲ့အချိန်ထိဖြတ်တန်းခဲ့ရတာလေးတွေအမှတ်တရလေးတွေပြောပြပါလားတဲ့ပြောပြမယ်ကျွန်တော်ကမန္တလေးမှာမွေးတယ်ပေါ့နော်မန္တလေးမှာမွေးတယ်ဒါပေမဲ့ကျွန်တော်တန်း2တန်း3တန်းကကျွန်တော်တန်း2တန်း3တန်းကကျွန်တော်ဟိုကခန်းနီးနန်စီဘုံဘက်မှာကျွန်တော်ကကြောင်းတက်ခဲ့ရတယ်ကြီးပြင်းခဲ့ရတယ်ပေါ့နော်ငယ်တဲ့အချိန်ကိုဒါပေမဲ့အဲ့ဒီဘက်မှာအဲ့ဒီနန်စီဘုံဆိုတဲ့အဲ့ဒီနန်စီဘုံဆိုတဲ့ဟိုပါပေါ့နော်ရွာလို့ခေါ်မလားကျွန်တော်တို့ခန်းဒီနန်စီဘုံရွာလို့ခေါ်မလားပေါ့နော်အဲ့ဒီမှာကျွန်တော်ငငယ်လေးပဲရှိသေးတယ်3တန်းတန်း2တန်း3တန်းဆိုငယ်သေးတယ်ဗျတိတ်မမှတ်မိဘူးပေါ့နော်အဲ့မှာမင်းသားလေးကတာကျွန်တော်အဲ့ချက်မှာမင်းသားဆိုလဲကျွန်တော်မြင်ဘူးတာကျွန်တော်အဲ့ချက်မှာမင်းသားဆိုလဲမြင်ဘူးတာအဲ့မှာနည်းနည်းလေးပေါ့နော်အဲ့ကိုရှိမှမင်းသားလေးဖြက်ကသွားတော့အဲ့တော့နည်းနည်းဘာလဲပေါ့အဲ့ဝါသနာပါသွားလိုက်တယ်အဲ့မှာတခါကျွန်တော်ဝါသနာပါတာကအဲ့ဒီဘောလုံးနဲ့ဒီဇက်ကတာနဲ့ပေါ့နှစ်ခုပေါ့နော်ကျွန်တော်အဲ့ဒါလေးအမြဲတမ်းဖြည့်ဘူးတယ်အမြဲတမ်းပြောဘူးတယ်ပေါ့နော်အဲ့ဒီမှာဂျားကာလာတွေမှာတော့ဟိုကျွန်တော်၄တန်းမှာကကျွန်တော်မြန်မာပြည်အဲ့ဒီဟိုပါပေါ့နော်မန္တလေးကိုကျွန်တော်ရောက်လာတယ်မန္တလေးမှာကျောင်းတက်တယ်အာလာက16မှာကျွန်တော်၄တန်းကနေပြီးတော့ကျွန်တော်10တန်းထိကျွန်တော်တက်ခဲ့တယ်ပေါ့နော်9တန်း6တန်းလောက်ဆိုဘောလုံး9တန်း6တန်းလောက်ရောက်မှကျွန်တော်ဘောလုံးပူကန်တယ်ပေါ့နော်ကျွန်တော်မှတ်မိသလောက်ပေါ့နော်6တန်း9တန်း10တန်းအဲ့ချိန်လောက်ဆိုလို့ရှိရင်ကျွန်တော်သိကြတယ်ကျွန်တော်စာကိုအဲ့လောက်ကြီးထူးချွန်နေတဲ့မှာလဲကျွန်တော်မပါဘူးကျွန်တော်ကိုယ်တိုင်ကလည်းအားနေတယ်တိတ်ပြီးတော့မှဟိုအဓိကတော့ဝါသနာမပါနေမှာဟုတ်ပါဗျာသိရမလားငငယ်ကတော့ဘောလုံးသမားအရင်ဖြစ်ချင်တာဘောလုံးသမားပဲဖြစ်ချင်တာကျွန်တော်ကကျောင်းလစ်တယ်ကျောင်းထဲမှာဟိုကျောင်းလစ်တယ်ဘောလုံးကန်ကျူထိုးအဲ့လိုမျိုးရှောက်သွားဆိုကြတော့ဘောလုံးပဲဖြစ်ချင်တာပေါ့ဟိုဘောလုံးသမားပဲဖြစ်ချင်တာပေါ့ရှစ်တန်းလောက်မှာမမေနဲ့ဖေဖေကိုအာကသိပ်ပံမှာဘောလုံးတင်တန်းသွားတက်ဖို့အတွက်ကိုကျွန်တော်ခွင့်တောင်းမှုတဲ့ရှစ်တန်းလောက်တော့ပေါ့နော်ဒါပေမဲ့ဟိုကျွန်တော်တခုဖြစ်မှာဆိုလို့ပေါ့နော်ခြေစောက်တွေပါလေကျိုးမယ်ဘာညာဖြစ်မှာဆိုလို့ကျွန်တော်ပေးမတက်ခဲ့ဘူးပေါ့နော်အဲ့ဒါ8တန်းနဲ့မှာပေါ့မမရဲ့8တန်းနဲ့မှာအဲ့ဒါပြီးတော့9တန်း10တန်းလောက်နေကြတော့မမေတို့ကအဆောင်နေထားတယ်ပေါ့နော်ဟိုကျူရှင်တွေပါဆိုအဆောင်နေထားတယ်အဲ့မှာပွင့်လန်းသပင်တွေအရမ်းများတော့ဇက်တွေကအရမ်းများတော့ကိုကဇက်ကကျင်သွားတာပေါ့အဲ့မှာကိုအိမ်ဘေးနားလေးမှာဆိုပက်ပက်လေကွာသိရမလားအဲ့လိုမျိုးပက်ပက်လေဇက်တွေကြီးပဲကွာအဲ့မှာဝါသနာပါသွားတာပေါ့9တန်း10တန်းနဲ့မှာပေါ့နော်ဟိုကျွန်တော်အဲ့မှာဝါသနာပါသွားတယ်ပြီးတော့ကျတော့10တန်းဖြည့်ပြီးတော့ကျွန်တော်အောင်စင်းထွက်တဲ့အချိန်ထိပေါ့နော်ကျွန်တော်အောင်စင်းထွက်တဲ့အချိန်ထိကျွန်တော်စောင့်လိုက်သေးရဲ့စောင့်လိုက်သေးရဲ့ဆိုတာကကျွန်တော်ပန်တရားကျောင်းတက်ဖို့10တန်းပြီးရတယ်ကျွန်တော်ပန်တရားကျောင်းတက်ဖို့ဒါပေမဲ့10တန်းအောင်စင်းထွက်တဲ့အထိကျွန်တော်စောင့်လိုက်သေးရဲ့ဒါပေမဲ့ကျွန်တော်ကအောင်စင်းထွက်တဲ့အထိကစောင့်တာကျွန်တော်ဟိုမအောင်ဘူးဆိုတာကျွန်တော်သိတယ်ဗျာကျွန်တော်မအောင်ဘူးဆိုတာကျွန်တော်ဟိုဘောင်းဆိုကိုမမဖြေနိုင်တာသိရမလားကိုဟိုစာလဲအဲ့လောက်ကြီးဒီစိတ်ဝင်စားဘူးကိုဝါသနာပါတာအဲ့ချိန်9တန်း10တန်းအရွယ်မှာကိုဝါသနာပါတာကဇက်ကိုတော်တော်ဝါသနာပါနေပြီပေါ့နော်ဘောလုံးကကိုရဲ့ဖားသားကြီးနဲ့မာသားကြီးကမထားတော့ကြတော့ဟိုကိုကအဲ့မှာနေတိုင်ပတ်သွားပြီလေအဲ့တော့10တန်းအောင်စင်းထွက်တဲ့ဒီစောင့်နေအောင်စင်းလဲထွက်ပြီးချင်းနောက်ရက်မှာပဲဟိုကျွန်တော်ပန်တရားကျောင်းတက်ဖို့အတွက်ပေါ့နော်အဲ့ဒီကျွန်တော်တို့အောင်ပင်လယ်မှာနေရဆိုမန္တလေးအောင်ပင်လယ်မှာနေရဆိုတော့ကျွန်တော်တို့အိမ်ထဲဆိုလို့ရှိရင်9လမ်း6လမ်းလောက်ပဲခြားတယ်ပန်တရားကြည်လင်ပေါ့နော်အဘကြည်လင်တော့အဲ့မှာနေတာအဲ့မှာကျွန်တော်ကအဘစီသွားမှကျွန်တော်ကအဘကြည်လင်စီသွားပြီးတော့ပန်တရားကျောင်းတက်ချင်တယ်ဆိုပြီးကျွန်တော်ကဟိုဘောနော် तू ကလက်မှတ်လေး तू ကအစာလေးရေးပေးလိုက်တာရေးပေးလိုက်ပြီးတော့မှကျွန်တော်အိမ်ဘေးနားလေးကအကိုတယောက်ကိုပေါ့နော်ကျွန်တော်အတိအကိုတယောက်ကို
ကျွန်တော်လိုက်ပို့ခိုင်းတာကျွန်တော်အိမ်ကလူတွေလိုက်မပို့ဘူးပေါ့နော်ကျွန်တော်ဘာသာကျွန်တော်ဒီမင်းသားဖြစ်ဖို့အတွက်ကိုပန်နေရเจ้าကိုဘေးကအကိုတယောက်ကိုဆိုင်ကနဲ့သူရောက်ဖရဲကျွန်တော်ရဲ့3ယောက်ကျုံးပြီးသွားပြီးတော့မှအဲ့ဒီအဘချီလင်းရေးပေးလိုက်တဲ့စာလေးနဲ့ပေါ့နော်ကျွန်တော်သွားတယ်ဟိုရောက်တော့ကျွန်တော်တို့ပန်နေရเจ้าကိုကျွန်တော်ဘယ်လောက်ပဲတက်လိုက်ရတယ်တက်လိုက်ရတယ်ပေါ့နော်ကျွန်တော်အဲ့မှာအဆောင်မရတော့ကြတော့ကျွန်တော်ကအဲ့မှာပန်နေကြောင်တက်ဖို့အတွက်ကျွန်တော်ဘလို့မှအဆင်မပြေနိုင်ဘူးလေအဲ့တော့ကျွန်တော်စဉ်းစားတယ်အဲ့မှာကျွန်တော်ဆရာကကျွန်တော်လာခေါ်တယ်လာခေါ်ရင်းနဲ့အဲ့မှာတင်မင်းသားဖြစ်သွားတာပေါ့ဗျာကျွန်တော်ကိုတွေ့တော့သူကမင်းသားအတင်လာခေါ်ရင်းနဲ့ကျွန်တော်လိုက်သွားရင်းနဲ့မင်းသားကကျင်တာပဲသိတယ်ကျွန်တော်ဘာမှမသိဘူး10တန်းအသက်16ရှိနေပြီနော်ကျွန်တော်အသက်16မှာမင်းသားစကားတယ်ဒါပေမဲ့အဲ့ဒီအချိန်မှာကျွန်တော်ဟိုရန်ကုန်ဇက်တွေမန္တလေးဇက်တွေပခုတ်ကူဇက်တွေမြင်းကြံဇက်တွေကျွန်တော်ဘာမှမသိဘူးကျွန်တော်မင်းသားကကျင်တာပဲသိတယ်အဲ့မှာပဲကျွန်တော်ဆရာနဲ့လိုက်သွားပြီးတော့မှကျွန်တော်မြင်းကြံမှာပထမဦးဆုံးကျွန်တော်အသက်16မှာပေါ့နော်ဇက်စကခဲ့တာပေါ့ဒါတော့ကျွန်တော်ဇမင်းသားစကားတဲ့အချိန်အသက်16မှာကျွန်တော်စကားတယ်ပေါ့နော်အသက်16မှာစကားတယ်အဲ့ဒါမြင်းကြံမှာပထမဦးဆုံးကျွန်တော်ပညာသင်ရင်းနဲ့ကတယ်ပေါ့နော်အဲ့တော့ပျော်စရာကြီးဗျပျော်စရာကြီးဆိုဇက်ကားကြီးစီးပြီးတော့မှကျွန်တော်တို့ဆိုင်ကယ်ကြီးတွေနဲ့တွေ့တဲ့ဈေးရက်သိရမလားဟိုဆိုင်ကယ်နဲ့သွားတယ်တွေ့တဲ့ဈေးရက်ကိုဝင်အိတ်တယ်ဘာမှမသိဘူးလေဗျကလေးပဲရှိသေးတာပေါ့နော်ပြီးရနဲ့မန္တလာထိပ်ခေါင်မှာ9နှစ်မန္တလေးမှာ9နှစ်ပြီးလို့ရှိရင်9နှစ်ပြီးရနဲ့ကျွန်တော်တစ်နှစ်ကတော်ဝင်မြို့တော်မှာပေါ့နော်9နှစ်မြောက်ပေါ့နော်ကျွန်တော်9နှစ်မြောက်မှာဟိုဇက်တပင်အနုပညာတက်တန်းမှာ9နှစ်မြောက်မှာခေါင်းဆောင်မင်းသားအစဖြစ်တယ်ကျွန်တော်ကဟိုပေါ့နော်အရင်ကတည်းကလည်းခေါင်းဆောင်မင်းသားဖြစ်အောင်လုပ်မယ်ဆိုတဲ့ရည်ရွယ်ချက်ရှိတယ်လေဇက်ပိုင်မင်းသားဖြစ်ရမယ်ဆိုတဲ့ရည်ရွယ်ချက်ကတော့ကျွန်တော်မှမရှိဘူးပေါ့နော်ဒါပေမဲ့ကျွန်တော်ဇက်ပိုင်မင်းသားဘာကြောင့်ဖြစ်လာရလဲဆိုတာလေသွားကြမယ်တာစီကားလေးလာ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 သွားကြမယ်တာစီစပွဲစီလာ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 သွားကြမယ်တာစီကားလေးလာ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 သွားကြမယ်တာစီစပွဲစီတိတ်တဲ့ရင်နဲ့ဒီအောင်လဲလို့လာခဲ့ပြီ